အခုအဆိုတင်သွင်းထောက်ခံမှုပြုနိုင်ကြပါပြီခင်ဗျာလေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ကတော့ဒဝဲမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ကျော်ဌေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒုတိယသမ္မတလောင်းရွေးချယ်နိုင်ရန်အတွက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားအဆိုတင်သွင်းပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာလေးစားအပ်ပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင်ကျမကတော့ပင်လောင်းမဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းကြီးဝင်းဖြစ်ပါတယ်ကျမအနေနဲ့ဒုတိယသမ္မတလောင်းရွေးချယ်နိုင်ရန်အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ကျော်ဌေးထဝယ်မဲဆန္ဒနယ်ကတင်သွင်းသည့်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားထောက်ခံပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ရှင်လေးစားရပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ကတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်မင်းဦးကြံလင်းမဲဆန္ဒနယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေဖြင့်ဒုတိယသမ္မတလောင်းရွေးချယ်နိုင်ရန်အတွက်ဒေါက်တာကျော်ဆွေတောင်တွင်းကြီးမဲဆန္ဒနယ်အားအဆိုတင်သွင်းကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာလေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ကတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမိုးတင်စရုပ်တရားမဲဆန္ဒနယ်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒုတိယသမ္မတလောင်းရွေးချယ်နိုင်ရန်အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်မင်းဦးကြံကင်းမဲဆန္ဒနယ်ကတင်သွင်းသည့်ဒေါက်တာကျော်ဆွေတောင်တွင်းကြီးနယ်မဲဆန္ဒအားထောက်ခံတင်ပြကြောင်းလေးစားစွာတင်ပြပါရခင်ဗျာရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များခင်ဗျာခန္ဓာမူရဲ့ဖြည့်သွင်းချက်များကိုရရှိပြီးဖြစ်ပါတယ်ဒါကြောင့်ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကဒုတိယသမ္မတလောင်းအမည်စင်းအဆိုပြုလာတင်သွင်းရမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ဦးစီးချုပ်ကိုဒေါက်တာကျော်ကျော်ဌေးတဝဲမဲဆန္ဒနယ်ကအဆိုတင်သွင်းပြီးနန်းရီရီဝင်းပင်လောင်းမဲဆန္ဒနယ်ကထောက်ခံတင်ပြထားပါတယ်ဒါအပြင်ဒေါက်တာကျော်ဆွေတောင်တွင်းကြီးမဲဆန္ဒနယ်ကိုဦးနိုင်မင်းဦးကြံငင်းမဲဆန္ဒနယ်ကအဆိုတင်သွင်းပြီးဦးမိုးတင်စေတုတ်တရာမဲဆန္ဒနယ်ကထောက်ခံတင်ပြထားပါတယ်ဒါကြောင့်အဆိုပြုလာပုံစံတင်များနဲ့တင်ပြလာတဲ့ဒုတိယသမ္မတလောင်းအမည်စင်းများကိုအခရာစဉ်လိုက်ကြေညာပါမယ်1ဒေါက်တာကျော်ဆွေတောင်တွင်းကြီးမဲဆန္ဒနယ်2ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ဦးစီးချုပ်တို့ဖြစ်ပါတယ်